အားလုံးပဲမင်္ဂလာပါဗျာပရလောကဖြစ်ရမှန် YouTube Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့ကျွန်တော်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဆက်လက်ကောင်းတွေကတော့အဖော်လိုက်ခဲ့ပါလို့အမည်ရတဲ့ပရလောကဖြစ်ရမှန်ဆက်လက်ကောင်းတွေတစ်ပုဒ်ကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာဒါဆိုရင်ဆက်လက်လေးကိုစားလိုက်ကြရအောင်ဗျာအဖော်လိုက်ခဲ့ပါကိုကျော်စွာကတော့ပရလောကကိုတိတ်မယုံကြည်တယ်လို့အလောင်းတွေနဲ့အမြဲထိတွေ့နေရလို့ဆိုတော့တရေကြောက်တတ်သူလည်းမဟုတ်ပါဘူးတညမှာတော့ပဲခူးကနေရန်ကုန်ကိုလူနာတင်ကားနဲ့အလောင်းသွားပို့ပြီးအပြန်အချိန်ကည3 နာရီဝန်းကျင်ရှိနေပြီသူ့ကားကအဲ့ဒီညောင်ပင်ကြီးနာရောက်ခါနီးမှာပဲဆက်ကထိုးရက်သွားပါတယ်ကိုကျော်စွာကားပေါ်ကနေဆင်းပြီးအင်ဂျင်ကိုစီးကျစ်နေတော့ဘေးနာကနေတစ်ချက်ချက်နဲ့မျက်ပင်တွေကြားလမ်းလျှောက်လာတဲ့အတန်ကိုကြားလိုက်ရတယ်သူမော်ကြည့်လိုက်တော့စောက်ပြက်နေတဲ့အဝတ်အစားတွေနဲ့လူတယောက်သူ့လက်ထဲမှာအကန်အကွဲတစ်ချက်ကိုကင်ထားတယ်အခုကျွန်တော်ကိုကူညီပါအောင်ကျွန်တော်အဖိုးနဲ့အဖွားကပိုက်စာနေလို့တဲ့ခောက်ဆွဲဆိုင်လေးစီလိုက်ဖို့ပေးပါလားကိုကျော်စွာကထူဆန်းသွားတယ်ဒီအချိန်ကြီးခောက်ဆွဲဆိုင်လေသူကအလိုက်တင်ပဲညီလေးဒီနားမှာဆိုင်မရှိဘူးလေလို့ပြောလိုက်တော့အဲ့ဒီလူကညောင်ပင်ကြီးဘက်ကိုလက်လိုထိုးပြတယ်။ဟိုပါလေမီးရောင်လေးမြင်နေရတာပဲ။ကိုကားထဲမှာအစ်တဲ့ပါလာတာကျွန်တော်သိပါတယ်။အဲ့ဒီကိုပါခေါ်ခဲ့ပါလားတဲ့။ကိုကျော်စွာစက်တီးတွေဖျန်းကနေချသွားတယ်။သူ့ကားထဲမှာအလောင်းပို့ပြီးလို့ဘယ်သူမှမရှိတော့တာဒေချာတယ်။သူလူနာတင်ကားနောက်ခံကိုလမ်းကြည့်လိုက်တဲ့အခါအလောင်းတင်တဲ့ကရင်ပေါ်မှာစောစောကကိုမင်းကြုံတွေ့ခဲ့ရတဲ့အမျိုးသမီးကထိုင်နေတာကိုတွေ့လိုက်ရတယ်။သူမကကိုကျော်စွာကိုကြည့်ပြီးကောင်းငိတ်ပြတယ်။ပြီးတော့ကားပေါ်ကနေတဖြည်းဖြည်းဆင်းလာပြီးဟိုလူနောက်ကိုလိုက်သွားတယ်။ကိုကျော်စွာဟာကြောက်စိတ်ကိုအောက်ထားပြီးသူတို့နောက်ကိုလမ်းကြီးနေမိတယ်။သူတို့နှစ်ယောက်ဟာညောင်ပင်ကြီးအောက်ကိုရှောက်သွားတဲ့အခါလေထဲမှာခောက်ဆွဲပြုံးနှံ့တဲ့အသားပုံနှံ့ကရောထွေးပြီးရှာလိုက်တယ်။ရှုပ်တရက်ဆိုသလိုညောင်ပင်ကြီးအောက်မှာမိအောင်ဖြော့ဖြော့လေးလဲလာပြီးခောက်ဆွဲဆန်ပုံတရံရှည်ရှည်လေးပေါ်လာတယ်။အဖိုးကြီးနဲ့အဖွားကြီးကဆိုင်ရှိမှရက်ဆောင်နေကြတယ်။အဲ့ဒီအမျိုးသမီးနဲ့ပကံကင်ထားတဲ့လူကဆိုင်တဲကိုဝင်သွားကြပြီးတာနဲ့ဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူအရှာအားလုံးမောင်တီကျသွားပါတော့တယ်။ကိုကျော်စွာလည်းတတိဝင်လာပြီးကားပေါ်တက်ဆက်လို့တော့ဆက်ကချက်ချင်းပြန်လို့သွားတယ်။လူနောက်ကိုလဲမကြည့်ပဲအမြန်ဆုံးမောင်းထွက်ခဲ့တယ်။နောက်ပိုင်းမှာလူကြီးလူမတွေပြောပြချကြအဲ့ဒီညောင်ပင်ကြီးဟာအစွမ်းအလန်းကြီးသူတွေမကျွတ်လွတ်သူတွေစုဝေးရနေရဖြစ်တယ်လို့ဆိုပါတယ်။ခောက်ဆွဲဆိုင်ကဖိုးကြီးနဲ့အဖွားကြီးဟာသူတို့လူပဲလမ်းမပေါ်မှာအသက်ပြောက်ခဲ့ရတဲ့ဝိညာဉ်တွေကိုခောက်ဆွဲနဲ့ကျွေးမွေးပြီးစုစည်းထားတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။အခုထက်ထိတော့ညတကောင်ရံမှာအဲ့ဒီလမ်းကိုဖျက်ရင်ပိုက်စားတယ်လို့တော့တက်တဲ့ခကြီးတွေကိုအိမ်မိမှာကားဓမားတွေအမြဲစိုးရိမ်နေကြပါတယ်။ကိုကျော်စွာရဲ့ဖြစ်ရပြီးနောက်မှာတော့အဲ့ဒီလမ်းပန်းဟာကားဓမားတွေအတွက်တင်မကပဲဒေသခံတွေအတွက်ပါအမောင်ထုရဲ့နေတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီဖြစ်ရတွေအားလုံးရဲ့နောက်ွယ်မှာလူသူမသိသေးတဲ့လောဝချက်တစ်ခုရှိနေပါသေးတယ်။အဲ့ဒီလောဝချက်ကိုပေါ်ထုတ်ဖို့ကြိုးစားခဲ့တဲ့လူကတော့ပရလောကဖြစ်ရက်ကိုလိုက်လံစုံစမ်းလေးလာတတ်တဲ့ကိုတုတဆိုတဲ့
လူငယ်တယောက်ပါကိုတူသားတယောက်ဒီဆက်လန်ဖြစ်ရင်နဲ့ပတ်သက်ပြီးဘလို့တွေလေးလာပြီးတော့ဘလို့တွေလှုပ်ဆောင်သွားမလဲဆိုတာရှင်းမပြီးသေးတဲ့အပိုင်းလေးမှာဆက်လက်နားဆင်ပေးကြဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီဆက်လန်လေးကိုခြေသာတင်ဆက်သူတက်အောင်ဆင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တင်ဆက်ပုံကစိတ်ဝင်စားစရာမကောင်းပေမဲ့အဆုံးထိလိုက်ပါချစ်ရှုနားဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာတကယ်လို့ဒီဆက်လန်လေးကိုကြိုင်နေတက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့အသစ်တင်တိုင်းကြည့်ရဖို့ဘေးနာက notification လေးကိုနှိပ်ပြီးအားပေးတော့ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ချင်ပါတယ်ဗျာ